လမ်းပေးဆိုင်တိတိလေးတွေကဘာကြောင့်နှစ်ပေါင်းများစွာအောင်မြင်နေရတာလဲဒီဆိုင်ကအစာအုပ်ကြီးလည်းမရှိဘူးတခြားကြော်ညာတွေလည်းဘာမှမလုပ်ဘူးဒါပေမဲ့လူတွေကနှစ်ပေါင်းများစွာဒီဆိုင်ကိုဘာလို့ပြန်လာနေကြတာလဲမေးစရာကသူတို့ဘာလို့ရောင်းနေကြတာလဲလက်ဖက်ရည်လားဒါမှမဟုတ်အခြားအရာတစ်ခုလားဒီနေ့မှာတော့လူအများမမြင်နိုင်တဲ့ small business တွေရဲ့ secret တွေကိုကျွန်တော်ကပြပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာလူအများစုက business လို့ပြောလိုက်ရင် product ကိုပဲစဉ်းစားကြတယ်အရသာကောင်းရမယ်ဈေးတင်ရမယ်အရေးသွေးကောင်းရမယ်ဒါတွေကအရေးကြီးတယ်ဒါပေမဲ့လူတစ်ယောက်ကိုပြန်လာစေတဲ့အရာက product တစ်ခုတည်းမဟုတ်ဘူးဥပမာမင်းအမြဲသွားနေတဲ့ဆိုင်ရှိရဆိုပါစို့ဆိုင်ရှင်ကမင်းကြိုက်တဲ့အရာကိုသိတယ်မင်းလာရင်မှတ်မိတယ်မင်းကိုတောင့်တတဖြစ်စေတယ်အဲ့ဒီမှာမင်းဝယ်နေတဲ့အရာကပစ္စည်းတစ်ခုတည်းမဟုတ်တော့ဘူးယုံကြည်မှုနဲ့အတွေ့အကြုံတွေကိုပါမင်းကဝယ်နေတာအောင်မြင်နေတဲ့ small business တွေရဲ့ secret ကတခါတည်းနဲ့ customer အများကြီးရှာတာမဟုတ်ဘူးရှိပြီးသား customer ကိုထပ်ခါပြန်လာခြင်းအောင်လုပ်တာ business တစ်ခုမှလည်းတကယ်ကိုအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုရှိတယ်တခါတည်းနဲ့ customer ကိုရောင်းတာထက်စားလို့ရှိရင် customer တယောက်ကိုအချိန်ချင်းပြန်လာနိုင်အောင်လုပ်တာကပိုပြီးတော့မှတန်ဖိုးရှိတယ် business တစ်ခုကိုစပြီးလုပ်ကိုင်နေတဲ့လူငယ်တွေအတွက်ကြီးမားတဲ့ idea တစ်ခုရှိမှစလို့ရတာမဟုတ်ပါဘူးတေးသေးလေးကနေစပြီး customer ဘာလို့ချင်လဲသိပါပြဿနာတစ်ခုဖြေရှင်းပေးပါ customer တွေနဲ့ယုံကြည်မှုတစ်ခုရအောင်တည်ဆောက်ပါအဲ့ဒီအရာတွေက business တစ်ခုကိုရေရှည်မှာဒါအဆင်ပြေစေမှာပါကြီးမားတဲ့ business တွေနဲ့အောင်မြင်နေတဲ့ small business တွေမှာတူညီတဲ့အရာတစ်ခုရှိတယ်သူတို့ကပစ္စည်းကိုပဲမရအောင်လူတွေပြန်လာခြင်းတဲ့အကြောင်းအရာတစ်ခုကိုဖန်တီးတယ်အခုလိုမျိုး business နဲ့ဆိုင်တဲ့အကြောင်းအရာတွေလူငယ်တွေနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်